လက်ရှိကမ္ဘာနိုင်ငံရေးခြေနေများအရာအရှိအလဲပိုင်းဒေသအတွင်းမှာစစ်ရေးပြိပက္ခများကြောင့်လောင်စာစီတင်သွင်းသည့်တင်မောများဖြင့်တည်ယူပို့ဆောင်ရာရေလမ်းကြောင်းတစ်လျှောက်မှာအတားစီအဟံအတားပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိပါသည်အထက်ပါခြေနေများကြောင့်73စီချိုးချံချွေတာရေးနှင့်ဖူလုံမှုရှိစေရေးအတွက်2026ခုနှစ်မတ်လ9ရက်နေ့မှစတင်၍ပုဂ္ဂလိကယာဉ်များလုပ်ငန်းသုံးယာဉ်များနှင့်တည်ယူပို့ဆောင်ရေးယာဉ်များသည်အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီမောင်းနှင့်အသုံးပြုရန်ဖြစ်ပါသည်ကကြီးလစဉ်စုံရံများတွင်စုံနံပါတ်အက္ခရာပါသောယာဉ်များဥပမာ 2A 4A စသဖြင့်မယာဉ်များတွင်မနံပါတ်အက္ခရာပါသောယာဉ်များဥပမာ 1A 3A စသဖြင့်စသည့်ပုဂ္ဂလိကပိုင်းယာဉ်များကမောင်းနှင့်အသုံးပြုရန်ဖြစ်ပါသည် EV မော်တော်ယာဉ် EV မော်တော်ဆိုင်ကယ်များနေ့စဉ်မောင်းနှင်နိုင်သည်ခါခွေနေ့စဉ်အများပြည်သူတည်ယူပို့ဆောင်ရေးမော်တော်ယာဉ်များအငှားယာဉ်များတက္ကစီ73စီတည်ယူပို့ဆောင်သည့်ယာဉ်များစောင့်လို့ရေးလုပ်ငန်းသုံးယာဉ်များကုန်စည်ပို့ဆောင်ရေးယာဉ်များလူနာတင်ယာဉ်နိဗ္ဗာန်ယာဉ်များနှင့်စီပင်အမိုက်သိမ်းယာဉ်များအသုံးပြုနိုင်သည်ကားငယ်73စီလုပ်ငန်းရှင်များသာမကအများပြည်သူအနေဖြင့်73စီများဝယ်ယူစုဆောင်းခြင်းနှင့်ဈေးနှုန်းမြင့်တင်၍ရောင်းချခြင်းများလုံးဝမပြုလုပ်ရန်ဖြစ်ပါသည်သို့ဖြစ်ပါ၍အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည်ထပ်မံ၍တစုံတရာထုတ်ပြန်မှုမရှိသည့်အချိန်ထိအတည်ဖြစ်ကြောင်းနှင့်အဆိုပါစည်းကမ်းသတ်မှတ်ချက်များအားဖောက်ဖျက်ကျူးလွန်မှာကတည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှအသိပေးကြေညာထားပါတယ်ခင်ဗျာဟောတော်ကောင်းတဲ့အုံနှောက်တွေပဲကွာဒီကောင်နေတည်းနော်တိုင်းပြည်ပြီးတော့အုပ်ချုပ်ခြင်းနဲ့ brain level အဆင့်ကကြည်ုံစီမံခန့်ခွဲတဲ့ပုံကကြည်ဘလို့ကောင်းနေမှမသိဘူးကွာတကယ် cheap brain နေပဲကွာဘာလို့ကနံပါတ်စုံကနန်းဆိုရင်စုံရက်ကိုမောင်းရမယ်တဲ့စုံရက်ဆိုတော့246အဲ့လိုရက်တွေပေါ့အဲ့လို2ရက်4ရက်6ရက်နေ့မှာစုံကနန်းရှိတဲ့ကားတွေကမောင်းရမယ်မကနန်းရှိတဲ့ကားတွေကသူကမရက်ကိုမောင်းရမယ်တဲ့မရက်ဆိုတော့135ခွန်အဲ့လိုရက်တွေမောင်းရမယ်ပေါ့တကယ်စီမံခန့်ခွဲမှုကတော့ကွာတကယ်ရွှေချလောက်ပါတယ်တကယ် brain level ရတော့ဒီကောင်လေးကွာတိုင်းပြည်တာအုပ်ချုပ်ချင်တာကွာ brain level ကတကယ် cheap brain နေလုံးမဆဲရင်လည်းအကုသို့များပါတယ်ကွာဒီကောင်နေဟို COVID-19 တော့အခြေအနေကိုပြန်ကြည့်အောင်ပါ COVID-19 တော့COVID တော့လူတွေတေတာတောက်လဲအဲ့ဒါကိုလူမတေအောင်လုပ်မှမရှိဘူးဘာလို့ပေးလိုက်တယ်ထင်တော့ဟိုမှာတကြိုဆက်တွေကိုတိုးပြီးဆောက်ပေးလိုက်တာတကယ်ကွာတကယ်ဘလို့အုံနောက်တွေနဲ့ဒီကောင်နေတိုင်းပြည်ကိုအုပ်ချုပ်နေလဲမသိတော့တကယ်စိတ်ပြက်စရာကောင်းတဲ့ကောင်နေကွာဒီကောင်နေမြန်ပြုတ်မှကောင်းမှသိလားတကယ်ဟိုဘောမနေတဲ့ကောင်တွေလည်းစောက်ရှက်မရှိကြဘူးလားမသိဘူးကွာတကယ်ဟိုအမှုပညာရှင်တွေကအစပါနော်ဟိုသရောင်းစားတွေအဆုံးဘောမနေတဲ့ကောင်